time greatest ပါဗျာ top 3 top 5တွေကိုသူကလုံးဝပါဝပါနေရပဲဒါပေမဲ့သူဒီရတော့ဗုဒ္ဓဘာသာသဘောအရပြောရရင် तू ကမယောင်ရဲနိုင်တာမယောင်ရဲဘယ်လောက်ကြီးအောင်မြင်နေလူတယောက်လောဘစိတ်ကမသေးသွားတာဆိုတာအဲ့လိုကြီးဖြစ်နေတဲ့အချိန်မှာ तू ရဲ့ကြိုးစားအားထုတ်မှုကြီးတွေလောဘအလိုမျိုးလဲရာခိုင်နှုန်းတစ်ခုပါသွားတဲ့အချိန်မှာအဲ့ဒါနဲ့ဒဏ်ခံနေရတာပေါ့ဟိုကျွန်တော်အရင်ကြိုက်တာဆို post ကို comment တွေ့ဘူးလားသူ့ပဲလားမသိဘူးသူ့လားမသိဘူးလည်းမသိကျွန်တော်ဘောလုံးသမားတယောက်ကိုပဲရေးထားတာသူ့ပဲနဲ့တွေ့တက်စီသမားသူ့လားတော့မသိအဲ့လိုမျိုးဒီမြန်မာနိုင်ငံမှာငါတက်စီဆွဲတာတဲ့အုံနာကြီးအပ်ပြီးတော့တစ်နေ့ကို1000ခွဲလောက်ကျန်တဲ့ကောင်တော့တဲ့ငါးကောင်ကြီးကိုကြည့်ရတော့စိတ်မညစ်နေဘူးတဲ့ဟေးတဲ့ဘဝဆိုတာတဲ့ဒါမျိုးပဲပေါ့ကွာလောဘမောဟဆိုတာစင်တန်းနဲ့မဆိုင်ဘူးတဲ့ရှိနေတာပဲအဲ့လိုမျိုးဖြစ်သွားတာပဲသိရလားသူကကိုယ့်ဘဝကိုမယောင်ရဲနိုင်ဘယ်လောက်ကြီးအောင်မြင်ပြီးဘယ်လောက်ကြီးဘာဖြစ်နေတဲ့လူဖြစ်ကိုယ့်ကိုမယောင်ရဲနိုင်ရင်တော့ကျွန်တော် inferiority complex ကိုခေါ်တယ်အငုံစိတ်ပေါ့နော်အငုံစိတ်ကြီးဝင်နေပြီးတော့ကိုယ်စိတ်ထဲမှာ insecure ကဖြစ်နေတာပေါ့ဆိုတော့အဲ့ဒါတခုကတော့ကြည့်ရတာစိတ်မချမ်းသာဘူးပေါ့ဗျာအဲ့လိုပဲပြောမှာပေါ့ဒါပေမဲ့နော်ရိုနယ်ဒိုရဲ့တော်တဲ့အချက်တွေအကုန်လုံးမြင်ရပါတယ်သူရမ်းစူးစမ်းတယ်တော်တယ်သူ့ကိုသူ personality ရောဘယ်လိုပဲဖြစ်တယ်သူ့ရဲ့ lifestyle ရောသိရမှာ family ရောအကုန်လုံးကိုသူက down စီအောင်သူစူးစမ်းရလို့နော်အမမြင်ရတာမိဘရောတကယ်တော့ပါတယ်ဒါပေမဲ့အမဆိုးစွာပြောသလိုပေါ့ခြုံပြောရမယ်ဆိုရင်တော့သူအရန် perfect ဖြစ်အောင်စူးစမ်းနေတယ်ဒါပေမဲ့သူ့အမတနာစိတ်ထဲမှာကွာအရန်ဆိုးစွာပြောသလိုဝင်တော့ဝင်မို့သူဖြစ်နေရကြီးကိုစိတ်မပြေဘူးကွာဘောကအေးဆေးပါအဲ့လောက်ဒီ perfect ဖြစ်ဖို့ဆိုမလို့လူတွေက perfect ဖြစ်တာလည်းဘူးမမှန်ဘူးလို့သတ်မှတ်တယ်လူဆိုတာအနာလေးရှိမယ်ကြောက်ဆိုတာလည်းအနာလေးရှိတယ်လို့ပြောတယ်အနာလေးရှိဆိုတာရှိမှာပဲကွာ perfect ဖြစ်လို့တော့အရင်မစူးစမ်းစေချင်ဘူးအမဒါသူမစူးစမ်းစေချင်ဆိုပြောရင်တော့အနီးကပါလဲလို့ဖြစ်မှာမဟုတ်ဘူးအမမြင်နေမြင်လောကမှာနေထိုင်ရတဲ့ဟာလူဆိုတာအနာလေးတော့ရှိကြမှာပေါ့နော်အဲ့လိုမျိုးအဲ့ဘိုင်းပြောရင်လေတကယ်တမ်းကအကြီးအကျယ် break ဖြစ်ဘူးလားဆိုလို့ရှိရင်ရိုနယ်ဒိုကမက်ဆီလောက်တကယ်တမ်းပေါ့လို့ top level မှာ break ဖြစ်ဘူးလားနဲတယ်လို့ပြောလို့ရတယ်ဘာလို့ဆိုမက်ဆီဒီ2014ကမ္ဘာဖလား final အပါဝင်ပေါ့ကိုပါအမေရိကဖလားတယ်မှာသူရှုံးပြီးတော့သူငိုယိုပြီးတော့လူတွေကသူဝိုင်းလောင်တာဒဏ်တွေအများကြီးခံခဲ့ရတယ်မက်ဆီကအဲ့ဒါတွေကိုဘာမှတိတ်ဂယုမဆိုင်တဲ့လူတယောက်ဖြစ်တဲ့တော့အဲ့ဒီကနေသူအကောင်းဆုံး bounce back ပြန်လုပ်လာပြီးတော့ကြော်ဖြောက်သွားနိုင်တယ်ရိုနယ်ဒိုကျတော့သူကဒီအချိန်သူအဲ့လောက်ကြီးမက်ဆီလောက်ဆိုးရွားတဲ့ break ဖြစ်တဲ့အချိန်တွေကိုမရောက်ဘူးခဲ့ဘူးလို့ပြောလို့ရတယ်ဆိုတော့အဲ့ဒါတွေလည်းပါတော့အဲ့လိုမျိုးလို့ခေါ်တယ်အဲ့လို Messi ပို့ break ဖြစ်ဘူးလေဒါပေမဲ့သူ့ရဲ့ Messi ရဲ့စိတ်နေစိတ်ထားအရကျတော့သူကအဲ့လိုမျိုးအခြေအနေကနေ recover ဖြစ်ဖို့အတွက် chance ကပိုများသွားတယ်။ဘာလို့လဲသူကဒါဝဲကြီးဆိုင်တဲ့လူအောင်မြင်မှုတွေပါခဏထောင်သူဒီအောင်မြင်မှုဆိုတော့သူ့ရဲ့တကူတော်အောင်မြင်မှုတွေတဲ့သူဒီအောင်ဒီလိုသွားနေတာ။ရော်နယ်လိုကျတော့သူကတစ်တည်ရမယ်နေရာတိုင်းမှာငါတစ်ဖြစ်နေရမယ်ဆိုရင်စိတ်အဲ့စိတ်နဲ့သူအရင်သူကြိုးသားတာကြီးကလူတိုင်းကလုံးဝအားကြောက်အရန်ကောင်းတယ်ဒါပေမဲ့တစ်ပဲဒါတော့ဘယ်သူမှမမေ့ဘူးဒါပေမဲ့ကြိုးစားတိုင်းဖြစ်မလာဘူးဆိုလို့ရှိရင်အဲ့ဒီခဏပြောဆိုတော့ဗုဒ္ဓဘာသာသဘောရပြောကံပေါ့ဗျာအဲ့ကံကိုလက်ခံနိုင်စွမ်းနေရမှာတော့လို့ခေါ်မယ်အဲ့ဒါတော့သူ့ရဲ့လက်ခံနိုင်စွမ်းနေပါတယ်ဗျာရှင်းဆုံးပြောရရင်ကျွန်တော်တို့ဘောလုံးကြိုက်တဲ့ fan တွေနဲ့သူ့ကိုကြည့်ပြီးတော့စိတ်မချမ်းသာကျွန်တော်မြင်နေတာဘာလို့ဆိုတော့အခုလိုနေထားမျိုးပဲသူ့ရဲ့ဒီ El Nassr တို့ဘာလို့မှာဘောလုံးကိုသူအဲ့လိုပျော်ပျော်ရွှင်ရွှင်ပဲဝင်ကန်တယ်ရှုံးသွားလဲသူ pressure မရှိဘူးပြုံးပဲနိုင်သွားလဲ pressure မရှိဘူးပြုံးပဲအဲ့လိုမျိုးမြင်နေတာသူ့အမအခုအဲ့ဒါလေးသူကဘာနဲ့တူလဲဆိုအမတို့လေးဇလန်းနေထဲမှာဖြတ်ပြောရမယ် forest scan နေအမစီနဲ့တော့တူလို့ပဲသူဘာမှမသိဘူးတဲ့ forest scan မှာသူလဲသူ့ရဲ့ focus ကတခုပဲရှိရယ်ဘေးကဟာကြီးလည်းမဟုတ်ဘူးဘဒူးကြောင့်မှလည်းမဟုတ်ဘဝကြောင့်မဟုတ်သူဒါပဲ focus အရင်ပြတ်တယ်မစီကအဲ့လိုမျိုးပဲအမမြင်ရမယ်နော်အဲ့ပေါ့